ပတ်စံနဲ့အာနာကိုအရာရာပိုင်ဆိုင်ထားပေမဲ့သူ့ဘဝမှာတခါမှတကယ်မပျော်ရွှင်ခဲ့ရဘူးလေအတိတ်တုန်းကမိန်းမတယောက်အတွက်မိဘတွေကိုအကြက်ကင်ခဲ့လို့မိသားစုတစ်ခုလုံးကတိုက်ခံရပြီးဆုံးခဲ့ရတာပါဒါပေမဲ့ကံကြမ္မာကမျက်နှာသာပေးလိုက်တော့သူအသက်18နှစ်အရွယ်ကိုပြန်လည်မွေးဖွားလာခဲ့တယ်ဗျာဒီတခါတော့သူ့မိသားစုကိုဘယ်တော့မှဆင်းရဲဒုက္ခမရောက်စေရဘူးဆိုပြီးကြွေးကြော်လိုက်တာပေါ့တကယ်တော့သူ့မိသားစုကဘီလီယံတထေးကြီးတွေဖြစ်ပြီးသူ့ကိုလေ့ကျင့်ပေးဖို့ဆင်းရဲခြင်းအောင်ဆောင်နေကြတာလေအိမ်ပြန်ရောက်တာနဲ့ကောင်လေးကအတိတ်ကအမှားတွေအတွက်မိပါတော့အေကိုခြေလုံးဖက်ပြီးတောင်းပန်နေပါတော့တယ်သူ့ကိုဒုက္ခပေးခဲ့တဲ့ရီစားသူ့ကိုဒုက္ခပေးခဲ့တဲ့ရီစားဟောင်းနဲ့လည်းလမ်းခွဲလိုက်ပြီးဖြစ်ကြောင်းသက်သေပြလိုက်တယ်နော်အဖေဖြစ်သူကတော့သူ့ရဲ့သားပြောင်းလဲသွားတဲ့အတွက်ဝမ်းသာနေတာပေါ့အမေဖြစ်သူကတော့သူသားစီးပွားရေးလုပ်ဖို့အတွက်စုထားတဲ့ငွေလေးတွေထုတ်ပေးလိုက်တယ်ရီစားဟောင်းကပြန်လာရှုပ်ပေမဲ့ဒီတခါတော့ကောင်လေးကလှည့်တောင်မကြည့်တော့ဘူးဗျအနာဂတ်ကိုကြိုသိနေတဲ့သူဟာအိမ်ချမ်းမြေစည်းကွက်ကိုပနီဟာမျိုးရဲ့အကြီးဆုံးအိမ်ချမ်းမြေကုမ္ပဏီကြီးဖြစ်လာခဲ့တယ်လေဒီလိုနဲ့သူ့အဖေရဲ့လင်းကုမ္ပဏီကတောင်သူတို့နဲ့လာပြီးအလုပ်တွဲလုပ်ဖို့ကမ်းလှမ်းလာပါတော့တဲ့စိုက်ထဲကိုတွားကြည့်တဲ့အချိန်မှာအဖေဖြစ်သူကလှုပ်ကျန်းလုပ်နေတာကိုတွေးလိုက်ရတယ်ဗျာကောင်လေးကလည်းဖခင်ကိုတနာသွားပြီးအလုပ်တွေဆက်မလုပ်ဖို့တားမြင်လိုက်တာပေါ့အဖေဖြစ်သူကတော့သူ့သားကကုမ္ပဏီတထေးဖြစ်နေမှန်းမသိပဲအပြင်မှာလေလွင့်နေတယ်လို့ထင်နေတော့မဲနော်အိမ်ပြန်ရောက်တော့မိမြင်းစားတောက်ဆိုင်ကြီးစီကိုသူရောက်လာခဲ့ပါတယ်အဲ့ဒီမှာရေးစားဟောင်းနဲ့ပပင်းတိုးပြီးသူ့ကိုစင်းရဲသားဆိုပြီးဝိုင်းလောင်ကြတာတေးဂီတအဲ့ဒီမှာရေးစားဟောင်းနဲ့ပပင်းတိုးပြီးသူ့ကိုစင်းရဲသားဆိုပြီးဝိုင်းလောင်ကြတာပေါ့ဗျာကောင်လေးကတော့သူတို့ကိုအဖက်တောင်မလုပ်ပဲပြက်ပြက်သားပြန်ပြောချလိုက်တဲ့ဒီအချိန်မှာသူ့ရဲ့ဆစ်ဆက်ထားတဲ့မွေးစားအမလေးရွက်ကစားပွဲထိုးပုံစံနဲ့ရောက်လာပါလေရောလင်းရွက်ကချက်ချင်းပဲလုံခြုံရေးတွေကိုခေါ်ပြီးအဲ့ဒီလူမိုက်တွေကိုဆိုင်ထဲကနေမောင်းထုတ်ပစ်လိုက်တယ်တကယ်တော့ဖက်ခင်ဖြစ်သူထေရဲ့ BI ခန်းထဲမှာရောက်နေတာလေးဖေဖြစ်သူကကောင်လေးကိုတွေ့သွားပြီးအလုံးမလုံးပဲရှောက်သွားနေတယ်ဆိုပြီးစုပူနေတော့တာပါပဲဒါပေမဲ့ကောင်လေးကဖက်ခင်အတွက်လျှက်စစ်ဝီချဲတစည်းဝယ်လာပေးပြီးအံ့ဩသွားစေခဲ့တယ်ဒါပေမဲ့ကောင်လေးကဖက်ခင်အတွက်လျှက်စစ်ဝီချဲတစည်းဝယ်လာပေးပြီးအံ့ဩသွားစေခဲ့တယ်ပြီးတော့သူဟာနာမည်ကြီးရွေးကျူးကုမ္ပဏီရဲ့ CEO ကိုဖြစ်ကြောင်းဖခင်ကိုဖွင့်ပြောပြလိုက်တာပေါ့အဖေဖြစ်သူကတော့အယမ်းလန်သွားပြီးမတန်ဆွမ်းဟန်ဆောင်နေတာကိုတောင်မေးပြီးပြေးထွက်သွားပါလေရောအကြောင်းမှာတော့ဆီယာမကပညာသင်စုကိစ္စနဲ့ပတ်သက်ပြီးစားဟောင်းမူဝေဝေကိုကျိန်းမောင်းနေတဲ့ပြတစ်ဖက်မှာလည်းပြိုင်ဘက်ကုမ္ပဏီကကျန်းကောင်းဆိုတဲ့လူကလင်းရွက်ကိုလာပြီးရက်နေတာကိုတွေ့ရပါတယ်။ကောင်လေးကချက်ချင်းရောက်လာပြီးသူ့အမကိုလာထိပါတဲ့ကျန်းကောင်းကိုအသာလေးရှင်းထုတ်လိုက်တဲ့သူမိသားစုကိုလာထိရဲ့အကျိတ်သူ့မိသားစုကိုလာထိရဲ့အကျိတ်အနေတုံ့ပြန်မယ်ဆိုပြီးပြက်ပြက်သားတတိပေးလိုက်တာပေါ့ကုမ္ပဏီကဝန်ထမ်းတွေကတော့မန်နေဂျာလင်းရွက်နဲ့ကောင်လေးတို့ရဲ့ဆက်ဆံရေးကိုတန်တရားဝင်နေကြပြီးလေအဲ့ဒီအချိန်မှာလင်းကုမ္ပဏီကဝန်ထမ်းတယောက်ပညာသင်စုကိစ္စနဲ့ကောင်လေးတို့အိမ်ကိုရောက်လာပါတယ်သူကကောင်လေးမိသားစုတကယ်ချမ်းသာမှန်းမသိပဲအောက်ခြေလူဒန်းစားဆိုပြီးနှင်ပြောနေတာပေါ့ပြားထားပေမဲ့ထင်ဖြစ်တထေးကြီးဝင်လာတဲ့အချိန်မှာတော့အဲ့ဒီဝန်ထမ်းအသေးလဲလန့်သွားပါတော့တယ်ကောင်လေးနဲ့လေးရွက်တို့ကတော့ပြဿနာတွေကိုရှောင်ဖို့ဟိုတယ်တစ်ခုမှာသွားပြီးတဲခိုနေကြတယ်အဲ့ဒါကိုရေးစားဟောင်းကိုဝေဝေကမြင်သွားပြီးနောက်ခံကောင်လေးနဲ့လေးရွက်တို့ကတော့ပြဿနာတွေကိုရှောင်ဖို့ဟိုတယ်တစ်ခုမှာသွားပြီးတဲခိုနေကြတယ်အဲ့ဒါကိုရေးစားဟောင်းကိုဝေဝေကမြင်သွားပြီးနောက်ခံလိုက်ဖို့စူးစမ်းနေတဲ့နော်ဟိုတယ်ခန်းထဲမှာတော့ကောင်လေးကလင်းရွက်ရဲ့မွေးနေ့အတွက်အောင်လေးဖန်တီးပေးနေတာပါဒီအခန်းကတော့တော်တော်လေးမိုက်တယ်ဗျအခန်းဝလာရှုပ်တဲ့မူဝေဝေကိုလင်းရွက်ကပြက်ပြက်သားပဲမောင်ထုတ်ပစ်လိုက်တယ်နောက်နေ့မနက်မှာတော့ကောင်လေးကသူ့ချစ်သူကိုအကြောင်းလိုက်ပို့ပေးပြီးအလုပ်သွားဖို့ပြင်နေတာပါဟိုရီစာဟောင်းမိုးဝေဝေကတော့ပညာသင်စုအကြောင်းပြချက်နဲ့လင်းကုမ္ပဏီကိုရောက်လာခဲ့တယ်လေအဲ့ဒီမှာပြိုင်ဘက်ကုမ္ပဏီကကျန်းကောင်းနဲ့တွေ့ပြီးတထေးမှနဲ့စီကလီလုံနေတော့တာပါပဲမူဝေဝေကလင်းရွက်ကိုစပွဲထိုးမလေးပါဆိုပြီးကျန်းကောင်းကိုအတင်းဖြင်းတွေပြောနေတာပေါ့ဗျာဒီအခန်းကတော့တော်တော်လေးရရတယ်ဗျာတထေးကိုညစာစားဖို့ဖိတ်ပြီးသူကိုယ်တိုင်ပတ်စံမရှိလို့အကြံအိုက်နေတာပါကောင်လေးကတော့သူ့ရဲ့ရွယ်ကျူးကုမ္ပဏီကနေဝင်ငွေတွေဒလဟောဝင်နေတာကိုကြည့်ပြီးကျေနပ်နေတဲ့တော့အဲ့ဒီအချိန်မှာမိုးဝေဝေရောက်လာပြီးလင်းရွက်ကဥက္ကဋ္ဌသမီးဖြစ်ကြောင်းနဲ့ကောင်လေးကိုကစားနေတာလို့လာပြောပါလေရောကောင်လေးကစိတ်ဆိုးမဲ့အစားငါကောင်မလေးကတထေးသမီးဆိုတော့ငါအလုပ်လုပ်เสียမလို့တော့ဘူးဆိုပြီးကျောင်းမှာမိဘဆရာအစည်းအဝေးလုပ်တော့ကောင်လေးကိုမနာလိုတဲ့လူတွေကအကွက်ချဆောင်နေကြတယ်ကောင်လေးရဲ့မိဘရာဒီကအမှိုက်ကျုံတဲ့သူတွေဆိုပြီးဝိုင်းဝန်းနှိမ်ချော်ကားနေကြတာလေအဆိုးဆုံးကတော့ကောင်လေးကိုအသက်ကြီးတဲ့တထေးမကြီးကမွေးထားတာဆိုပြီးမဟုတ်မမှန်တွေဆွဆွဲနေကြတာပါပဲအဲ့ဒီအချိန်မှာပဲလင်ရွက်တယောက်အရန်ကိုတောက်ပြီးအရှိန်အဝါကြီးစွာနဲ့ရောက်ချလာပါတော့တယ်သူ့ရဲ့တက်တော်ဆောင်တွေကလည်းကောင်လေးကိုစော်ကားတဲ့လူတွေကိုရှေ့ဆက်မတိုးရဲအောင်လုပ်ပစ်လိုက်တယ်ဗျာသူမကကောင်လေးသူတို့ရဲ့ရွယ်ကျူးအိမ်ချမ်းမြေကုမ္ပဏီကလည်းနေချင်းသူတို့ရဲ့ရွယ်ကျူးအိမ်ချမ်းမြေကုမ္ပဏီကလည်းနေချင်းညချင်းဆိုသလိုအောင်မြင်မှုတွေစက်တိုက်ရနေတာပေါ့မူဝေဝေကတော့လင်းရွယ်တို့ကတကယ်တထေးတွေမှန်းသိသွားလို့အိတ်ရှိအထိလာချောင်းကြည့်နေပါလေရောကောင်လေးရဲ့မိဘတွေကလည်းသူတို့ချမ်းသာတဲ့အကြောင်းကိုသားဖြစ်သူကိုဘလို့ဖွင့်ပြောရမလဲတိုင်ပင်နေကြတယ်ကောင်လေးကလည်းသူများတွေပြောတာကြားပြီးငါအဖေကတထေးကြီးများလားဆိုပြီးကောင်လေးကချက်ချင်းပဲလင်းရွက်အထင်လွှမ်းမှာဆိုလို့သူနဲ့ဘာမှမဆိုင်တော့ဘူးဆိုပြီးတော့ရှင်းပြနေတာပါအိမ်ပြန်ရောက်တော့မှကောင်လေးကအိမ်ကပစ္စည်းတွေအကုန်လုံးကဒေါ်လာတန်းချီတန်းနေမှရိပ်မိသွားပါတော့တယ်အမှန်တရားကိုသိသွားတော့ကောင်လေးကသူ့ဖခင်ကိုသူထေးသားပြီးအလုံးမလုပ်တော့ဘူးဆိုပြီးနောက်နေတာပေါ့ရာတက်ကတော်ဝန်ထမ်းဆောင်မေးပွဲဖြစ်ရင်တစ်ဖက်ကလည်းသူ့ကုမ္ပဏီလုပ်တွေကိုမနာတမ်းလုပ်နေရတယ်လေအတွေ့အကြုံရအောင်ဆိုပြီးလင်းရွက်ရဲ့လက်ထောက်ဖြစ်နေအရေးကြီးတဲ့အစီ
ညီကကောင်လေးကိုတာမန်လက်ထောက်လေးဆိုပြီးအထင်သေးနေကြတာပါပဲကောင်လေးကတော့ဘာမှမပြောဘဲသူတို့ရဲ့လျှက်ကွက်တွေကိုအသာလေးထိုင်ကြည့်ပြီးအကဲခတ်နေတဲ့ဗျာဆောင်းမေးပွဲအဖြေထွက်တော့အမှတ်ဆောင်းမေးပွဲအဖြေထွက်တော့အမှတ်9ရော်ရလို့ဖခင်စီကနေကားတွေတောင်းဖို့ပြင်နေတာပေါ့ဒီနေ့ကတော့ကျောင်းစင်းပွဲနဲ့လူငယ်အခမ်းအနားလုပ်တဲ့နေ့ဖြစ်ပြီးလူတွေတော်တော်စီကနေပါတယ်ကောင်လေးတယောက်အရန်ကိုတေးတက်လာတဲ့ဝတ်စုံကြီးနဲ့ပွဲထဲကိုဝင်လာတော့အားလုံးကြည့်သွားကြတယ်မိုးဝေဝေကကောင်လေးကိုကြည့်ပြီးနောက်တပင်မဲ့မာနကြောင့်ဟန်ဆောင်နေတော့မဲတော့အခမ်းအနားကိုလင်းရွက်လေရောက်လာခဲ့ပြီးကောင်လေးနဲ့တွေ့ဖို့အပြေးလေးလာခဲ့တာပါမနာလိုတဲ့သူတွေကလင်းမိသားစုရဲ့တထေးသားလာမှမို့လို့ကောင်လေးကိုပွဲထဲကနေနှင်ထုတ်ဖို့စူးစမ်းကြပါလေရောဒီအခိုက်တက်မှာပဲကောင်လေးကသူဟာလူတိုင်းဆောင်မျှော်နေတဲ့လင်းမိသားစုရဲ့သားစစ်မနာလိုတဲ့သူတွေကလေးမိသားစုရဲ့တထေးသားလာမှမို့လို့ကောင်လေးကိုပွဲထဲကနေနှင်ထုတ်ဖို့စူးစမ်းကြပါလေရောဒီအခိုက်တက်မှာပဲကောင်လေးကသူဟာလူတိုင်းဆောင်မျှော်နေတဲ့လင်းမိသားစုရဲ့သားအစ်ဖြစ်ကြောင်းဖွင့်ချလိုက်ပါတော့တယ်ဒီသတင်းကိုကြားလိုက်ရတဲ့မိုးဝေဝေတယောက်ဘာလို့ရမှန်းမသိပဲအဆက်ကွဲပြီးနာအင်းထုတ်ခံရတော့တာပေါ့ဗျာနောက်နေ့မနက်မှာတော့ချစ်စရာကောင်းတဲ့ဆေးဆက်သူလေးကမနက်စပြင်ပေးနေတာကိုမြင်ပြီးကောင်လေးကြည်နူးနေတဲ့မိဘတွေကသဘောတူလိုက်တာနဲ့ကောင်လေးကသူ့မိသားစုကုမ္ပဏီမှာပဲတာမန်လုပ်တဲ့အနေနဲ့ဝင်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ကုမ္ပဏီမသွားခင်သူ့ရဲ့ရွေးကျူးကုမ္ပဏီကဝန်ထမ်းကိုအရေးကြီးတဲ့မြေနေရာစီမံခဲ့အကြောင်းတေချာမှာကြားနေတာလေလင်းကုမ္ပဏီကိုရောက်တော့မန်နေဂျာကသူ့ကိုသူထေးတာမှမသိလို့တာမန်စာပွဲလေးတစ်ခုပဲပေးလိုက်တယ်တော့အစည်းအဝေးခန်းထဲမှာတော့လင်းရွက်ကမန်နေဂျာချုပ်အနေနဲ့အရန်ကိုတီကြီးပြတ်သားစွာဦးဆောင်နေတာပါအားလုံးနားထောင်နေတော့ကောင်လေးကအချက်လက်တွက်ချက်မှုမှာ၍နေတာကိုရဲရဲဝံ့ဝံ့ထောက်ပြလိုက်ပါတော့တယ်သူတို့နှစ်ယောက်ကတော့ရုံးခန်းထဲမှာဘယ်သူမှမသိအောင်ကြည်နူးနေကြတာပေါ့ဗျာကောင်လေးကစာမေးပွဲမှာအမှတ်များကြီးရသွားလို့မိသားစုကိုတွားကြပါလေရောဒါပေမဲ့လင်းကုမ္ပဏီကအဓိကဝန်ထမ်းတွေကျန်းကောင်းစီကိုကူးပြောင်းသွားလို့ပြဿနာတက်နေတဲ့နော်ဒီအချိန်မှာကောင်လေးကဝင်လာပြီးဒီအချိန်မှာကောင်လေးကဝင်လာပြီးသူ့ရဲ့ရွေးကျူးကုမ္ပဏီကဝန်ထမ်းတွေနဲ့အစားထိုးမယ်ဆိုပြီးဖြည့်ရှင်းလိုက်တယ်လေလံပွဲရောက်တော့ကျန်းကောင်းတယောက်နေကောင်းကိုရပြီဆိုဗျဒီမာနာတွေထောင်သွားနေတာပါဒါပေမဲ့ကောင်လေးကဈေးပြက်ပေးပြီးအဲ့ဒီမြေနေရာကိုအယူလိုက်တော့အားလုံးလန့်သွားကြတယ်လေဒီခန်းကတော့တော်တော်လေးမိုက်တယ်ဗျာကောင်လေးကသူဟာရွတ်ကျူးရဲ့ကြီးကအစ်စ်ဆိုတာကိုထုတ်ကြလိုက်လို့ပါပဲအဲ့ဒီမြေနေရာမှာစောင့်လို့ရေးလုပ်ဖို့ခွင့်ပြုချက်ရထားပြီးသားမို့လို့သူကဒေါ်လာဘီလီယံချီမြစ်တော်မှာပေါ့ဒါအပြင်ကျန်းကောင်းစီကအော်ဒါတွေကိုလည်းဟက်ကာတွေနဲ့ပြန်ယူလိုက်တာမို့လို့ကျန်းကောင်းတယောက်စသိမ်းသွားပါတော့တယ်နောက်ဆုံးမှာတော့ဖခင်ဖြစ်သူကုမ္ပဏီကိုလွှဲပြောင်းပေးလိုက်ပြီးသူ့ချစ်သူလေးနဲ့အတူပျော်ရွှင်စွာအားဆက်သိမ်းသွားပါတော့တယ်ဗျာနောက်ဇလန်းအစ်စ်တွေကြည့်ရဖို့လိုပေးခဲ့ကြပါဘူးနော်